လောင်နိုင်ငံပြည်ရဲ့ချင်းမှာတိုးရီဗီဇာကိုကိုရိုင်းရှော့ဖြစ်ခဲ့တဲ့တွေ့ကြုံကိုတစ်ချက်မြောက်ရတာပါဒီဗီဒီယိုထဲမှာဆိုရင်တော့ဒီတိုးရီဗီဇာကိုရှောက်တဲ့အခါမှာလာအိုဘာနဲ့သွားမလဲဘယ်လို document တွေလိုအပ်တာလဲဘယ်လို hostel တွေတင်ရင်အဆင်ပြေမလဲဒီ website ကနေဗီဇာရှောက်တဲ့နေရပေါ့နော်ပြီးတော့ဒီခီးစဉ်တစ်လျှောက်လုံး total expense အနေနဲ့လောက်ကုန်ကြနိုင်တယ်ပြီးတော့ဒီသုံးခဲ့တဲ့ application တွေပေါ်မှာမူတည်ပြီးတော့တစ်ချက် review လေးပြရပါနော်ပထမဆုံးဒါကိုဘာနဲ့သွားရမလဲလို့ညီမစဉ်းစားကြည့်တော့ညီမကဒီဘန်ကောက်ကို14ရက်ဗီဇာ free နဲ့လာတာဖြစ်တဲ့အတွက်လာအိုဒီယာတော့ရှောက်တဲ့အခါမှာ flight နဲ့ပဲသွားလို့ရပါတယ်။အကယ်ဗီဇာတစ်ခုခုရှိခဲ့ဆိုရင်တော့ကားနဲ့ဒါမှမဟုတ်ရင်ရထားနဲ့သွားလို့ရပါတယ်။သူကတော့ပို့ပြီးတော့ကုန်ကျစရိတ်သက်သာပါတယ်။ဘတ်ကတော့400နဲ့1000ကျရှိပါတယ်။ညီမကတော့ဒီ flight နဲ့သွားရဖြစ်တဲ့အတွက်ဘတ်2800လောက်တော့ကုန်ကျပါတယ်။ဒါကတော့ဒီလာအိုမသွားခင်မှာပြင်ဆင်ထားတဲ့ document တွေပေါ့နော်ဒီ e-visa ကိုစရှောက်မယ်ဆိုလို့ရှိရင် passport ရဲ့ bio page လိုတယ်ပြီးတော့လာအိုအဝင်တုံးထူထားတဲ့စာမျက်နှာလိုတယ်6လတွင်ရိုက်ထားတဲ့ဓာတ်ပုံပြီးတော့ hotel booking flight ticket bank statement နဲ့ ဘတ်တထောင်ဒီချက်တွေအားလုံးလိုပါတယ်ဒီ bank statement ကတော့ဒီမေလ9ရက်နေ့ကနေစပြီးတော့ဒီဟာလျှောက်တဲ့သူတိုင်းတင်ပေးရပါဘောနော်ဒီထဲမှာဆိုရင်တော့ညီမတို့ကဒီ e-visa ကိုဘန်ကောက်ကနေလျှောက်လို့မရတာကလာအိုအဝင်တုံးထူထားတဲ့စာမျက်နှာလိုအပ်တဲ့အတွက်လာအိုနိုင်ငံပဲရောက်မှပဲဒီ website ကနေပြီးတော့လျှောက်လို့ရတာပါဒီပေါ့နော်ဒီဘက်ကမိခွန်းအချက်လက်တွေရကြတော့ညီမကိုယ်တိုင်လည်းဒီ page တွေမှာသွားပြီးထားတဲ့ချက်တွေရပြီးတော့တခြားသူတွေကလည်းဒီမိခွန်းနေနဲ့ပတ်သက်ပြီးစိုးရိမ်သွားဖြစ်တဲ့အခါကျတော့ဒါလေးတစ်ချက်ဒီပုံမှာပြင်ဆင်လို့ရအောင်ဆိုပြီးတော့တစ်ချက်ထည့်ပေးထားပါပါနံပါတ်1မှာဒီလာအိုဗီဇာသွားလျှောက်လို့ရှင်ပေါ့နော်ထိုင်းကနေတူလျှောက်လို့ရလားဆိုတော့မရပါဘူးလာအိုအဝင်တုံးထူထားတဲ့စာမျက်နှာလိုအပ်တဲ့အတွက်ဒီလာအိုရောက်မှပဲလျှောက်လို့ရတာပါဒီ website ထဲကနေပြီးတော့ hotel booking တင်ပေးရရှိရလေအဲ့မှာဆိုရင်တော့ဒီလာအိုမှာတဲတဲ့ hotel booking လားဆိုတော့မဟုတ်ဘူးเนาะသူကကျတော့ထိုင်းမှာတဲတဲ့ hotel ပါညီမကတော့ဒီ14ရက်နဲ့ကိုယ်တိုင်ပိတ်ချပြီးသားပေါ့နော်ဒီအဲ့ဒါကိုတစ်ချက်တင်ခဲ့တာပါဒီထဲမှာဆိုရင်Asian နဲ့စာချုပ်ချုပ်ထားတဲ့ contract ရှိရင်လည်းတင်ပြလို့ရပါတယ်နံပါတ်3မှာတော့flight ticket ကဒီ website မှာတင်ပေးရတဲ့ flight ticket ကကျတော့လာအိုကနေထိုင်းကိုပြန်လက်မှတ်မဟုတ်ပါဘူးသူကကျတော့ဒီ visa ရပြီးလို့ရှိရင် TR visa ကျပြီးလို့ရှိရင်ထိုင်းကနေပြည်နိုင်ငံကိုသွားမှလည်းဒါမှမဟုတ်ထိုင်းကနေရန်ကုန်မန္တလေးဒါမျိုးပြန်มาလားဒီနလနေပြီးလို့ရှိရင်ပြန်မဲ့လက်မှတ်ပါနောက်ဆုံးတစ်ခုကတော့ bank statement ပေါ့နော် bank statement က KP နဲ့ရလားဆိုတော့ KP နဲ့ရပါတယ်ညီမကိုယ်တိုင်လည်းဒီ KP bank statement နဲ့တင်ခဲ့တာပါဒီဘတ်2000နဲ့ညီမျှတဲ့330ဆိုရင်ရပါတယ်ညီမကျတော့ဒီမသွားခင်ပေါ့နော်မနေ့ပြန်လို့တောင်းမယ်ဆိုရင်ဒီနေ့လိုညပိုင်းမှာထည့်လိုက်တဲ့ပတ်စံနဲ့ statement ထုတ်ပြီးတော့မှတင်ခဲ့တာပါဒါတော့ hostel လေးပေါ့နော်ဒီညီမ booking.com ကနေပြီးတော့မှဒီမသွားခင်တစ်ပတ်လောက်မှာကြိုပြီးတော့မှရှာဝေထားတဲ့budget hotel တွေပါဒီထဲမှာဒီ hotel လေးတွေကတော့ညီမဒီထဲကနေရွေးချယ်မယ်ဆိုပြီးတော့ညီမရှာထားတဲ့ hostel တွေပေါ့နော်အဲ့ထဲမှာဆိုလို့ရှိရင်ညီမကတော့ city hostel မှာတည်ခဲ့ပါတယ်တကယ်လေတန်ရှင်းတက်ရဲ့ပြီးတော့မှအဆင်ပြေရပေါ့နော်ရေချိုးခန်းအိမ်သားကြီးလည်းအဆင်ပြေတယ်အဲ့ရနေရာထိုင်ခင်းနေရာလည်းအနံ့သက်တွေပါမရှိဘူးပြီးတော့ညီမအနေနဲ့တော့အကုန်စင်ပြေခဲ့လို့ပြောပါမယ်ဒါသူကကျတော့ဒီနိုင်မာကန်နာမှာနေတဲ့အတွက်တချို့သောစားတောက်ဆိုင်နေနဲ့လည်းနီးရဖြစ်တဲ့အတွက်မြို့ရဲနဲ့အလန်းမမွေးဘူးဆိုတော့တဲရလည်းအဆင်ပြေရပေါ့နော်ပထမကတော့ဒီတန်ယုံနာနီးရဲ့ hostel ဒါမှမဟုတ် hotel တစ်ခုမှတဲမယ်ပေါ့နော်အဲ့လိုတွေးလိုက်တယ်ဒါပေမဲ့ညီမကတန်ယုံလည်းဒီခဏပဲသွားမှာတန်ယုံနာနီးမှာလည်းစားတောက်တွေကတိတ်မရှိဘူးလို့သိရဖြစ်တဲ့အတွက်အဲ့တော့ဒီမြို့ရဲနိုင်မာကန်နဲ့နီးတဲ့နေရာမှာပဲတဲမှာအဆင်ပြေမယ်ဆိုပြီးတော့အဲ့လိုစဉ်းစားမိပြီးတော့မှဒီ city hostel မှာတည်ခဲ့တာပါစားပြီးလည်းအဆင်ပြေပါတယ်ဈေးနှုန်းအပြင်လည်း booking.com ကနေတင်တာဖြစ်တဲ့အတွက်တညမှာ164ဘတ်ပဲကြာတာပါတဲ့တော့ညီမကတော့ဒီမသွားခင်မှာ
2 ရက် booking တင်ထားပါတယ်အကင်းများကြာခဲ့သည်ရှိသောဆိုပြီးတော့မှပြန်တင်လိုက်မယ်လေဆိုပြီးတော့အဲ့လိုမျိုးလုပ်ထားပါအဲ့တော့ဒီ visa ကတော့တရက်သေးနေတာချက်ချင်းရခဲ့တာဖြစ်တဲ့အတွက်ဒါပေမဲ့2ရက်စာပေးတာအတွက်လည်းလာအောင်မှာတော့2ရက်တော့နေခဲ့တာပေါ့နော်ဟုတ်ဒါကတော့ Thai e-visa official website ထဲမှာဒီ link ကနေပြီးတော့မှဝင်ရောက်ပြီးတော့မှဒီ visa ကိုရှောက်ရတာဖြစ်ပါတယ်ဒီ website link ကိုညီမ description မှာလည်းရေးပေးထားပါမယ်ဒီ e-visa official website လေးကိုဝင်ပြီးလို့ရှိရင်ဒီပုံစံတိုင်းလေးတွေ့ရပါမယ်ဒီခါကျရင်ဒီ account လေးကိုနေလိုက်မယ်ပြီးတော့ကိုကပထမဆုံးဝင်ထားဆိုလို့ရှိရင်ဒီ create account လေးကိုတစ်ချက်နှိပ်ပြီးတော့မှ create လုပ်ရပါမယ်ဒီမှာတော့ဒါဝင်ပြီးသားဖြစ်တဲ့အတွက် sign in နေလိုက်ပါမယ်တစ်ချက်တိုင်းလေးတွေ့ရပါမယ်ဒီခါကျရင်ဒီ account လေးကိုနေလိုက်မယ်ပြီးတော့ကိုကပထမဆုံးဝင်ထားဆိုလို့ရှိရင်ဒီ create account လေးကိုတစ်ချက်နှိပ်ပြီးတော့မှ create လုပ်ရပါမယ်ဒီမှာတော့ဒါဝင်ပြီးသားဖြစ်တဲ့အတွက် sign in နေလိုက်ပါမယ်တစ်ချက်အကြံပြုချင်တာကလေဒီ website ကနေပြီးတော့မှဒီ visa ကိုရှောက်တဲ့အခါမှာဖုန်းထက်ဆိုင်ရင် laptop နဲ့ကပို့ပြီးတော့အဆင်ပြေပါတယ်server down လာတော့ဘာလို့ဖြစ်တဲ့အခါကျလို့ရှိရင်ဒီ website တွေက data တွေပါစေထားရဟာမှာဆိုရင်နည်းနည်းအဆင်မပြေတာမျိုးတွေဖုန်းနဲ့ကြည့်ရအဆင်မပြေတာမျိုးဖြစ်တဲ့အတွက် laptop နဲ့ရှောက်တာတော့ပို့ပြီးတော့အဆင်ပြေတာပေါ့နော်ပြီးတော့ဒီဒါကတော့မသွားခင်နေကနေပြီးတော့ဒီ website ထဲဝင်ပြီးတော့မှ create account နဲ့နေထားမယ်ပြီးတော့ data အချက်လက်တွေကိုလာကိုအဝင်သုံးထုတဲ့စာမျက်နှာလွယ်ပြီးတော့အားလုံးဖြည့်ထားလို့ရှိရင်ညီမတို့ပို့ရောက်ပြီဆိုတာနဲ့တန်းလျှောက်လိုက်လို့ရှိရင်ဒီပေါ့နော်တန်းလျှောက်ရှင်စတိတ်ကြပြီးတော့မှငွေကို9နာရီကနေ12နာရီထိတွင်သွင်းပြီးလို့ရှိရင်ဒါကိုကဗီဇာကျနိုင်ခြင်းများတယ်ပေါ့နော်ဒါတော့ချက်ညီမအုပ်ဆောင်ရဲ့ပုံမှာမူတည်ပြီးတော့မှအတွေ့အကြုံတွေပြန်ပြီးတော့ sharing လုပ်တာပါwebsite မှာဒီလိုမြင်ရပြီဆိုလို့ရှိရင်ညီမတို့ဒီမှာ apply new visa ကိုနေရပါမယ် apply new visa မှာဒီမှာ country မှာကိုကမြန်မာဖြစ်တဲ့အတွက်မြန်မာပြီးတော့ current location ကညီမတို့ဒီရန်ကုန်မှာဆိုရင်ရန်ကုန်ကနေရှောက်ရတာပေါ့နော်ညီမတို့ဒီလာအိုသွားတာဖြစ်တဲ့အတွက်ဒီမှာတော့လာအိုလို့ထည့်ရပါမယ်ပြီးတော့ apply app ကလာအိုမှာဆိုလို့ရှိရင်ဒီ visa ကိုပေါ့နော်နှစ်ခုနှစ်နေရာရှောက်လို့ရတယ်ပေါ့နော်ဒီဆောင်းရတဲ့ခဲနေပြီးတော့မှ VN ချင်းပေါ့နော်အတတော့မှာဆိုရင် sorry ပါညီမတို့ VN ချင်းမှာရှောက်ခဲ့တယ်ဒီ VN ချင်းကနည်းနည်းပိုလွယ်လို့ပြောတဲ့အတွက် VN ချင်းမှာရှောက်ခဲ့တာပါပြီးတော့ညီမတို့က tourist visa document type က travel document type က ordinary visa type က tourist ခါကျန်စာပါကိုနဲ့တူတူအသုံးပြုတဲ့သူများတာဖြစ်တဲ့အတွက်နည်းနည်းလေးစင်ပြရဖြစ်တဲ့ Public Office က tourismလိုင်းကြောင့်ရောမဆိုင်ကြောင့်ရောနည်းနည်းတော့စိတ်ရှိရတယ်ဒါကတော့ပထမဆုံးစာမျက်နှာပေါ့နော်သူကမြန်မာ country မှာပြီးတော့ current location ကကိုကလာအောင်မှာတော့ရှောက်တာဖြစ်တဲ့အတွက်လာအောင် apply app က VN ချင်းမှာရှောက်မှာဖြစ်တဲ့ VN ချင်းပြီးတော့ passport type က ordinary ပြီးတော့ visa type က tourist visa purpose of visit က tourism ပြီးတော့ဒါဝင်ရောက်ရေးအတွက်က single ပေါ့နော် next ခုနက next နေပြီးတော့ရင်ဒါဒုတိယစာမျက်နှာပေါ့နော်ဒုတိယစာမျက်နှာမှာဆိုရင်ဒီမှာ passport ရဲ့ bio page ကိုတောင်းတယ်ဒီမှာဓာတ်ပုံကိုတောင်းတယ်ခုနကညီမပြောခဲ့လို့ပဲဓာတ်ပုံမှာတော့လေတက်နိုင်နေများကြည်တဲ့ပုံကိုထည့်တာပို့ပြီးအဆင်ပြေပါတယ်ညီမဆို document နှစ်ခါတောင်းတဲ့ထဲမှာဓာတ်ပုံမထင်မရှားဖြစ်တဲ့အတွက်သူတို့ကပြန်ပြီးတော့တောင်းတာဖြစ်ပါတယ်ဓာတ်ပုံကညီမဆိုရင်ကြ
JPEG file နဲ့ဆိုင်ကပေးလိုက်တဲ့ file ပုံပဲနဲ့ဓာတ်ပုံကိုမှကိုဖုန်းနဲ့ကိုရိုက်ပြီးတော့မှတင်လိုက်တာပါအဲ့တော့နည်းနည်းပုံဝါဝါဖြစ်နေတာပေါ့နော်အဲ့တော့မှပြန်ပြီးတော့သူတို့တောင်းတာအဆင်မပြေတဲ့အတွက်ကိုက effect နဲ့ပြန်ပြင်ရအောင်ပေါ့နော်ဒါပေမဲ့အဆင်ပြေခဲ့ပါတယ်ဒီမှာဆိုရင် passport bio page ကိုထည့်မယ်ဒါကတော့ညီမအစမ်းလုပ်ပြဖြစ်တဲ့အတွက်အဆင်ပြေတဲ့ပုံပဲထည့်လိုက်မယ်နော်ဒီမှာဆိုလို့ရှိရင်လည်းပုံထည့်ရမယ်တိုင်တဲ့ကကိုက miss ပြီးတော့ name ကmiddle name နဲ့ family name ကမထည့်ရရပါတယ်သူတို့စီကံထုံထားတဲ့ထဲမှာတော့ဒီ middle name နဲ့ family name တွေမထည့်ဘူးပေါ့နော်လိုမျိုးလုပ်ထားတယ်ဒီ account ဖွင့်တဲ့အခါမှာတော့ family name ကတော့ထည့်ရပါတယ်သူဖွင့်မှထည့်မှာပဲ create လုပ်လို့ရတာပါဒီမှာတော့ထည့်စရာမလိုပါဘူးဒါကကျတော့လေညီမကပထမတော့ time phone နံပါတ်ထည့်ထားတာပဲဒါပေမဲ့ဟိုရောက်သွားတဲ့အခါလေးစိတ်ကနေစင်ကဝယ်ရဖြစ်တဲ့အတွက်အဲ့မှာပဲအလာဖုန်းနံပါတ်ကိုပြန်ပြောင်းလိုက်တာပါ nationality ကမောင်တက Facebook ကဒါတော့ passport ထဲမှာထည့်ထားတယ်မိမိရဲ့ဝေသက်ကလေးတွေထည့်ပေးရပါတော့ United States က document က passport ရွေးမယ်ဒါ passport ကိုရဲ့ passport ပဲပြီးရင်visa issue ဒီဟာကျတော့ take out issue ကကနေကိုယ့်ရဲ့ passport ထည့်ရဲ့ဟိုထည့်ပြရမယ်ဒီမှာဆိုရင်တော့ home address မှာညီမတို့ဒီဟာကသူကမေးထားတာကဒါအမြဲတမ်းနေထိုင်နေလိမ့်စံလားဆိုတော့အဟုတ်ဘူးလို့ဖြေရပါမယ်ဒီမှာအဲ့ဒါဆိုလို့ရှိရင်ဒီအပေါ်ကဖြည့်ရမယ် home address မှာဆိုရင်တော့ညီမတို့မြန်မာနိုင်ငံရဲ့လိပ်စာကိုဖြည့်ရပါမယ်ဒီအပေါ်က home address မှာမြန်မာနိုင်ငံရဲ့လိပ်စာကိုထည့်ပြီးတော့မှဒီအောက်မှာဖြည့်ရမယ်လိပ်စာကတော့ permanent လိပ်စာမဟုတ်တဲ့ဒီဘီယန်ချင်းမှာတင်မယ်လိပ်စာကိုထည့်ပြရမှာပေါ့နော်အခုညီမဆို series ကဆောင်းမှာတင်မှာဖြစ်တဲ့အတွက်ဒီဟာထည့်မယ် occupation ကကြတော့ညီမတို့က freelance ထည့်လိုက်ပါတယ်ပြီးတော့ဒီ annual income ကတော့ရွေးချယ်စရာတစ်ခုရှိတာဖြစ်တာဒါအနည်းဆုံးဖြစ်တော့တဲ့ဒီဟာကိုထည့်လိုက်တယ်ပေါ့နော်ဒီ save လုပ်ဖို့ save နေဖို့မမေ့ပါနဲ့ပေါ့နော်ဒီဒါမှပဲဒီကိုကပြန်ပြီးတော့ website ကိုပြန်ဝင်တဲ့အခါမှာဒီ data တွေက save ဖြစ်နေမှာဖြစ်ပါတယ်ဒါနောက်ထပ် travel information ပေါ့နော်ဒီမှာဆိုလို့ရှိရင်ညီမတို့ဒီမှာဒီ visa ကိုပေါ့နော်ရှောက်ထားတဲ့သူကထဲမှာထည့်ရမယ့် date က3လထပ်ပို့လို့မရဘူးပေါ့နော်အဲ့အတွက်ကြောင့်ညီမတို့ကထဲမှာထည့်ရမှာဆိုရှင်ထိုင်းကိုပြန်ဝင်မဲ့ date ခံမှန်းခြေထည့်လို့ရတယ်ဥပမာကိုက visa ကိုစိုးရပြီးတော့မှဒီမှာထည့်ထားတဲ့ date ကြီးကနောက်ကျနေရလို့ပါဒါကိစ္စမရှိဘူးเนาะဒီမှာအဆင်ပြေလို့ထည့်လို့ရတယ်ကိုကဒါအိုကိုဥပမာဒီနေ့14ရက်နေ့မှာသွားတယ်ဒါဆို visa ကြမဲ့ရက်နေဆိုလို့ရှိရင်ဒါမှာ
ပိတ်ရက်နေဆိုလို့ရှင်16ရက်နေပေါ့နော်ဒီတပတ်တွင်းကြာမယ်ဆိုလို့ရှင်ဒီ19ရက်နေထည့်လို့ရတယ်19ရက်နေပုံမှာနလလျှောက်တာဖြစ်တဲ့အတွက်ဒီမှာပုံမှာ18ဒါဆိုရက်60ပေါ့နော်ရှော့လိုက်ရရတယ်58ပေါ့နော်ပြီးရင်ဒီ country ကကြတော့လာအိုကနေပြန်ထွက်တာဖြစ်တဲ့အတွက်လာအိုဒါကတော့ဒီမှာထည့်ထားတဲ့ date ကထိုင်းမှာနေထိုင်မဲ့ date နလလျှောက်ဗီဇာလျှောက်ထားတာနလဒီပေါ့နော်ကိုကခံမှန်းခြင်းနဲ့ရက်ကိုထည့်ပေးရတယ်ဒီမှာဆိုဘယ်ကနေထွက်မှာလဲဆိုရင်လာအိုကနေထွက်မှာဘာနဲ့ပြန်မှာလဲကိုကလေးနဲ့ပဲပြန်ဝင်မှာဆိုရင်တော့လေးကိုရွေးချယ်လို့ရတာပေါ့နော်ဒီမှာတော့ကားနဲ့ပြန်ခဲ့ရဖြစ်တဲ့ကားရွေးလို့ရတယ်ပြီးတော့ဒီမှာမို့တိုင်းမှာကားရွေးလို့ရတယ်ပြီးတော့ဒီ vehicle number ကိုကလက်မှတ်ဒီမှာအန်နုံလို့ထည့်ပြီးလို့ရတယ်ဘာဖြစ်လဲဆိုရင်ညီမတို့ကလည်းအန်နုံလို့ထည့်လိုက်တာဒီလိုထည့်လိုက်ရတယ်ပေါ့နော်ဒါကိုကလက်မှတ်ကဖြတ်ထားတာမရှိဘူးဆိုရင်ဒီတိုင်းထည့်ပေါ့နော်လက်မှတ်တွေ flight တွေပါကြိုဖြတ်ထားတာမျိုးရှိရဆိုရင်တော့ဒီမှာထည့်လို့ရတယ်ပေါ့နော်ထိုင်းနိုင်ငံကိုလာဘူးလားဆိုတော့လာဘူးပါတယ်တို့ထိုင်းဗီဇာလျှောက်ဘူးလားဆိုတော့မလျှောက်ဘူးပါဒါ accommodation in Thailand ဒီမှာဆိုရင်တော့ညီမတို့ဒီမှာထည့်ပေးရတာကညီမတို့ hotel ယူလိုက်တယ် accommodation နေကကြတော့ ACF နဲ့ယူလိုက်တယ်ပြီးတော့ ranking ယူလိုက်တယ်ဒါတော့ကို booking တင်မဲ့နေထိုင်ရ booking ပေါ့နော်ဒီ14ရက်ဗီဇာနဲ့ဒီမှာ booking တင်ပေးရဖြစ်တဲ့အတွက်အဲ့မှာနေထိုင်မဲ့ဟာကိုတစ်ချက်ယူပေးရတယ်duration of stay မှာတော့ညီမရက်ပေါင်း60လို့ရေးလိုက်တယ်။ကဲ30ရေးလည်းကိစ္စမရှိဘူး။ကိုကဗီဇာလျှောက်တာပဲနေတာနလဗီဇာဖြစ်တဲ့အတွက်သူတို့တုံးထူပေးတဲ့အခါနလထူပြီပေါ့နော်။ဒါကတော့ additional accommodation ထိုင်တာပေါ့နော်။နောက်ထပ်ပြီးတော့ဘန်ကောက်မှာနေမဲ့နေရာရှိသေးလားဆိုတော့မရှိတော့ဘူးယူချလိုက်တယ်ပေါ့နော်။ပြီးရင်စေလို့ပုံမေးပါနဲ့။ဒါကနောက်ဆုံးစာမျက်နှာဖြည့်ရတာကတော့ဒီစာမျက်နှာလေးခုရှိရပေါ့နော်ဒီ page ကတော့နောက်ဆုံးစာမျက်နှာဒီမှာဆိုရင် document ကဒီမှာခုထားဒါကတော့ bio data page of passport ဆို passport ရဲ့ပထမဆုံးစာမျက်နှာ bio page ရဲ့ပြီးတော့ဒါကဓာတ်ပုံ6လတွင်ရိုက်ထားတဲ့ဓာတ်ပုံ document indication current location ကကြတော့ဒါညီမနာပြောထားတဲ့လာအိုဝင်တုံးထူထားတဲ့ passport ထဲမှာစာမျက်နှာပေါ့နော်အဲ့စာမျက်နှာကိုဒီစရာကြည်ကြီးလည်းနဲ့ရိုက်တာပိုကောင်းတယ်သူတို့ကဒီစာမျက်နှာမကြည့်ဘူးဆိုရင်လည်း document ပြန်တောင်းနေတယ်မှာပါတယ်ပေါ့နော်ညီမဆိုလည်းဒီစာမျက်နှာကိုပြန်တောင်း travel booking confirmation ကကြတော့ညီမတို့ထိုင်းကနေပြီးတော့ညီမကိုပြန်မဲ့လက်မှတ်ပါလာအိုကနေထိုင်းကိုပြန်တဲ့လက်မှတ်ပို့ပါဦးဒီ product accommodation ကကြတော့ထိုင်းမှာခုနကနေထိုင်မဲ့နေရာရဲ့ booking ပဲနေအစ်စ်ပဲနေရပါတယ် contract လည်းရပါတယ်နောက်တစ်ခုဒီကကျတော့ဒါ financial evidence ကကျတော့ bank statement မှာ bank statement က KP လေးရပါတယ်ဒီမှာကတော့ဒီ KP ကို KP နဲ့ statement လေးတစ်ခုပဲတင်လိုက်တာပါသူဒါပေမဲ့ပြန်တောင်းပါတယ်နှစ်ခါတိတိပြန်တောင်းပါတယ်အဲ့တော့ညီမကပထမတစ်ခေါက်ကကျတော့ဒီဘောနော်ဒီငွေ amount ပါဝင်တဲ့ကိုယ့်ရဲ့ KP တွေကအကောင့်ဟောကိုတစ်ချက်ပို့လိုက်တယ်ပေါ့နော် screenshot ရိုက်ပြီးပို့လိုက်တယ်အဲ့ဒါပြောလဲနောက်တစ်ခေါက်ပြန်တောင်းတယ်ဒါပေမဲ့ညီမနောက်ဆုံးတစ်ခေါက်ကျတော့ KP ရဲ့ application ရဲ့ခုနက screenshot ရိုက်ထားတဲ့ငွေ amount 330မြင်ရတဲ့ amount ရယ်ပြီးတော့ statement ထုတ်ထားတဲ့ letter တွေဒီသုံးခုလုံးကိုညီမက PDF file လုပ်လိုက်တယ်အဲ့ PDF file ကိုမှပြန်ပြီးတော့ upload တင်ပေးလိုက်တယ်document ကတော့ညီမနှစ်ခါတောင်းနိုင်ရတယ် bank statement တစ်ခါဓာတ်ပုံတစ်ခါပြီးတော့နောက်ထပ်မနက်ကို9နာရီပေါ့နော်ဒီချက်လက်တွေအားလုံးဖြည့်တာ၄စိတ်ကိုညီမကခွန်ခွဲကိုရောက်တယ်7နာရီလောက်ကြာညီမ
ဟိုတယ်ကိုသွားလိုက်တယ်ဟိုတယ်သွားပြီးဟိုတယ်ရောက်ပြီဆိုတာနဲ့ညီမဒီအဝင်တုံးထူထားတဲ့စာမျက်နှာကိုဖြည့်တယ်ပြီးတော့ခုနကဖုန်းနံပါတ်နေရာမှာလေလာကိုဖုန်းနံပါတ်ကိုထည့်လိုက်တယ်အဲ့ဒါပြီးတော့ဒီဟာကို download လိုက်တယ်ပေါ့နော် download လိုက်ပြီဆိုတာနဲ့ဒီမှာ payment slip ကို payment ထိုင်းတန်ရုံမှာငွေပေးချရတဲ့ပေါ့နော် slip လေးကြာဖို့ QR လေးကြာဖို့အတွက် download လေးဆွဲပြီးတော့မှအဲ့ဟာလေးကိုအဲ့လေးဟိုထုတ်ပြီးတော့မှပေါ့တန်ရုံမှာငွေသွင်းလိုက်တယ်ပေါ့နော်9နာရီကိုရောက်အောင်သွားတာဖြစ်တဲ့အတွက်9နာရီရောက်ချင်းမှာညီမဟိုမှာလူလည်းမဆောင်ရတယ်လို့သူမှလည်းမရှိဘူးအဲ့တော့ဟိုမှာပဲတန်ရုံပေးနာလေးမှာပဲဒီ slip ကိုQR ကိုထုတ်ပြီးတော့မှငွေသွင်းလိုက်တယ်10မိနစ်တောင်မကြာဘူးချက်ချင်းပြန်ခဲ့ရတယ်ပြန်ပြီးတော့မှကိုယ်လည်းပြန်ရောက်တော့စင်တာရောက်တော့ဒီ document တွေတောင်းတယ်အဲ့တော့ညီမ document တွေကိုပြန်ပို့တယ်ညနေ3နာရီလောက်ကျတော့တစ်ခါပြန်ပြီး document တွေပြန်တောင်းတယ်အဲ့တော့ညီမတစ်ခါပြန်ပြီး4နာရီလောက်ကျတော့ပြန်ပို့လိုက်တယ်ပြန်ပို့ပြီးတော့ချက်ချင်းမရတော့ဘူးထင်တာပြီးတော့ KB statement နဲ့တင်တာဖြစ်တယ်နည်းနည်းလေးစိုးရင်နေတာဒါပေမဲ့အဆင်ပြေသွားတယ်6နာရီခွဲလောက်ကျတော့ဒီဟာဗီဇာကျလာတယ် email ကနေဝင်လာတယ်အဲ့တော့ညီမကလောက်ဆောင်ခဲ့တဲ့ချက်တွေကတော့ဒီလိုမျိုးပေါ့နော် KB နဲ့ရတာဆိုရတယ်တချို့ရတယ် booking နဲ့လည်းရတယ်လို့ပေါ့နော်အဲ့တော့တရက်အတွင်းကြာခဲ့တာပေါ့နော်ဒါတော့ညီမအထိုင်းဗီဇာကိုလျှောက်တာပေါ့နော်ခုနအစင်ပေါ့နော်ဒီ website ကနေလျှောက်တာဒီတန်းနေပြီဆိုတာနဲ့ဒီ payment slip တွေကြာလာပြီးတော့အဲ့ဒါကိုတန်ရုံမှာသွားပြီးတော့ငွေပေးချေတယ်တန်ရုံသွားပြီးငွေပေးချေရမှာဘာ document မှလည်းယူစရာမလိုဘူးဒီ slip လေးတစ်ခုလေးကင်သွားရုံနဲ့ရတယ်ဒီ passport နဲ့ကို slip နဲ့ဆိုရင်ရတယ် slip ကအဲ့ QR scan ကလေတန်ရုံရဲ့ကက်ရမှာပဲသူတို့ရဲ့9000ကစ်ပေါ့နော်9000ကစ်ပေးလို့ရှိရင်ချက်ချင်းထုတ်လို့ရတယ်တခြားဘာ document မှလည်းထုတ်စရာမလိုဒါ document မှလည်းယူသွားစရာမလိုဒီ slip လေးတစ်ခုလေးနဲ့ကိုရပြီဘောနော်ညီမရဲ့ဒါတန်ဒီတော့ဗီဇာကိုရှောက်ခဲ့ပုံစင်ပေါ့နော်ဒီမှာဆိုလို့ရှိရင်နောက်တစ်ခုကတော့ review ပေါ့နော်ဒီလာအိုသွားတဲ့အခါမှာအစားတောက်တွေကတော့ညီမလည်းဒီ group တွေထဲမှာသူများပြောထားတဲ့ဟာကြီးဖတ်မိရပေါ့နော်ဖတ်မိတယ်မှာတချို့ကလည်းဒီညစင်းရစားတောက်တွေရဲ့အဆင်မပြေဘူးတချို့ကရုပ်ဆိုင်ရလည်းအရင်ညစ်ပတ်တယ်လို့ဘာလို့ကြားခဲ့တာရှိတာပေါ့နော်အဲ့တော့ကြောင့်ညီမလည်းကိုယ်တိုင်သွားကြည့်တဲ့အခါမှာကိုယ်နဲ့လည်းသိပြီးအဆင်မပြေဘူးပေါ့နော်အဲ့ခါကျတော့ညီမများသောအားဖြင့်ဖူးပန်နာနေပဲစားလိုက်တယ်ကိုအမြင်ရတော့လည်းတစ်မျိုးအဆင်ပြေတာပေါ့ဖူးပန်နာနေပဲမှာစားလိုက်တယ်အဲ့မှာဒီအတန်တော့ Blue Family KREW ပေါ့နော်အဲ့ရမာလာအဲ့ဆိုင်ကကောက်ဆွဲတွေရောစားတောက်တွေရောအကုန်ကောင်းတယ်ကိုကိုတိုင်းနဲ့အဲ့ဆိုင်မှာသွားပြီးတော့စားခဲ့တယ်ဖူးပန်နာနေတယ်အဲ့မှာနေခဲ့တဲ့2ရက်ကျော်ပေါ့နော်အဲ့အတွင်းမှာလည်းဒီဆိုင်ကနေပဲတောက်လျှောက်မှာစားခဲ့ပေါ့နော်ခါတော့တကယ် try ကြည့်တယ်နောက်တစ်ခုကတော့ဒီမှာသုံးခဲ့တဲ့ application ပေါ့နော် transportation နဲ့ပတ်သက်ပြီးတော့များသောအားဖြင့်တော့ Invite ကိုသုံးခဲ့တယ်Invite က user friendly ပဲဖြစ်တယ်ပြီးတော့ညီမဆိုင်ငယ်စီးရလည်းအဆင်ပြေရဖြစ်တဲ့အတွက်နေရာတွေကတော့တိတ်မပွေဘူးဒါပေမဲ့လမ်းလျှောက်ပြီးသွားတဲ့သူတိတ်မရှိရဖြစ်တဲ့အတွက်နည်းနောက်မှလည်းကြောင်တော့နိုင်တာပေါ့နော်အဲ့တော့ကြောင့်မို့လို့Invite ကနေပြီးတော့ဆိုင်ငယ်နဲ့သွားတယ်လောကအဲ့နဲ့လည်းအဆင်ပြေပါတယ်။ကိုကဆိုင်ငယ်စီးချင်လို့ဆိုရင်လောကအဲ့နဲ့လောကအဲ့မှာဆိုရင်ရှက်စရာရှိရယ် mini bus တွေလည်းရှိရယ်တခြားကားတွေလည်းရှိရယ်အဲ့ခါကျတော့တချို့ mini bus တွေဆို900တာ Android ကဆိုင်ကယ်ကားနဲ့မတိမ်မရိမ့်ပဲစီးရလည်းတောင်းတရှိရယ်နည်းနည်းလေးစောင့်ရတာတခုပဲအဲ့တော့ဒီ application တစ်ခုလုံးကတော့အဆင်ပြေရပေါ့နော်ညီမတို့နောက်တစ်ခုဒီ Siri guest house ပေါ့နော်အဲ့ဒါတော့ညီမတေးကိုခဲ့တဲ့ hostel ပါခုနလည်းပြောသွားတယ်ဒီမှာဆိုရင်တော့ကိုက budget တွေလည်းရည်ရထားတယ်ဆိုရင်ရေရှိုးနဲ့အိမ်သားရတန်ရှင်းတက်ရတာတွေခန်းထဲမှာအိမ်ရရတဲ့တန်ရှင်းတက်ရတာတွေဆိုရင်တော့ညီမဒီ hostel ကိုပေါ့နော်တစ်ချက်ချင်းပြပါတယ် total expense နဲ့ပတ်သက်ပြီးတော့ညီမ flight ticket တွေကိုရှိရနေရနေဒီစိတ်ကိုသွားတဲ့ transportation charge တွေမပါပဲပေါ့နော်လာအောင်မှာကုန်ကြစီပေါ့တန်ရုံးက1000ပြီးတော့hostel ကဗလီယာစားတောက်တာ2ညရီ3ရက်ဆိုတော့ကိုချွေးတိုင်းချွေးတာလို့ပေါ့နော်ညီမတော့1000ကျိုး1100လောက်ကုန်ခဲ့တယ်ပေါ့ဟုတ်အဲ့ဒါရယ်ပြီးတော့ဒီမှာ2500ရှိပေါ့နော်totalကုန်မယ်ဆိုရင်တော့ကားလက်မှတ်ကတော့
900ပါညီမ flight နဲ့သွားပြီးတော့ကားနဲ့ပြန်ခဲ့ဖြစ်တဲ့အတွက်ကားလက်မှတ်ခါတော့ပါတယ်900ပေါ့နော်ပြီးတော့အဲ့ဒါရဲ့အဲ့တော့3500 4000ပချန်လောက်ဆိုရင်တော့အဲ့လောက်ပါတယ်ရှင်ဟုတ်အဲ့လောက်တော့ကုန်ကြပါတယ်စားတောက်တာနည်းနည်းချွေတာမယ်ဆိုရင်တော့3000ကျော်လောက်နဲ့ကြာမှာပေါ့နော်ဟုတ်အဲ့လောက်ပါပဲရှင်ဟုတ်အကယ်၍ဒီ TR visa နဲ့ပတ်သက်ပြီးတော့မှတကူသိချင်တာများရှိရင်ညီမကိုဒီမှန်မှာမေးလို့ရပါတယ်ညီမအတိအကျတော့ပြန်ပြီးတော့ဖြေပေးပါမယ်